တပြေတော်တို့ဘဲအချိန်မှဒီဘုကကျွတ်မှာပါလဲဖျားဒီပြိတ္တာတွေရဲ့အစကတော့လွန်ခဲ့တဲ့ကဘာပေါင်း60နှစ်ကဘာကွာပုဒ်မြတ်စွာဘုရားရှင်ပွင့်တော်မူတဲ့အချိန်ကစတာပါထိုဘုရားရှင်မှာခမဲတော်တူမေတော်ကွဲဖြစ်တဲ့ညီကိုမင်းသား3ပါးရှိပါတယ်မင်းသားတွေဟာဘုရားရှင်ရဲ့တရားတော်ကိုကြီးညိုလွန်းလို့ဘုရားရှင်နဲ့တန်ဃာတော်တွေကိုမိမိတို့ရဲ့နန်းတော်မှာ3လပတ်လုံးပင့်ဖိတ်ပြီးစွန့်ခဲပွဲအဝတ်အထည်အဝေါ်ကိုတာဝန်ယူပြုစုလုပ်ကြွေးဖို့စီစဉ်ခဲ့ကြပါတယ်မင်းသား3ပါးဟာနေ့စဉ်တန်ဃာတော်ထောင်ပေါင်းများစွာအတွက်စွန့်ကိစ္စတွေအဆင်ပြေအောင်အလွန်ယုံကြည်စိတ်ချရတဲ့ဘန္နာဆိုးတယောက်ကိုတာဝန်ပေးပြီးငွေကြေးနဲ့ရိတ်ခါတွေအနှံခဲ့ပါတယ်။ထိုဘန္နာဆိုးအောက်မှာစွန့်ချက်စွန့်ပြင်ဝေယဝစ်ဆလုပ်ပေးဖို့သူ့ရဲ့ဆွေမျိုးသားချင်းစုစုပေါင်း84,000ကဝိုင်းဝန်းကူညီကြပါတယ်။အလှပွဲကြီးကာလရှည်ကြီးကျယ်ခမ်းနားလာတဲ့အခါမှာတော့ဘန္နာဆိုးမှာရိုးသားပါတော့လဲသူ၏ဆွေမျိုးတွေကြားထဲမှာစီကံတွေပြက်ပြားလာပါတော့တယ်။ပထမတော့ကလေးတွေကဗိုက်စာလို့ငိုယိုတဲ့အခါဖျားရှင်နဲ့တန်ဃာတော်တွေကိုတီးတန့်ချက်ပြုတ်ပြင်ဆင်ထားတဲ့ငုံမြင့်တဲ့စွန့်ရင်းတွေကိုကလေးတွေငိုလို့ပါဆိုပြီးအရင်နှိုက်ကြွေးအရင်စားကြပါတယ်။နောက်ပိုင်းမှာတော့တန်ဃာတော်တွေမဖုံးပေးရသေးတဲ့စွန့်ရင်းတွေကိုကိုယ်တိုင်လဲခိုးစားဆွေမျိုးချင်းချင်းလဲအိမ်ပြန်တယ်ပြီးဝေငှစားတောက်ကြတဲ့အထိရဲတင်းလာပါတယ်။ဒါဟာတန်ဃာပိုင်ပစ္စည်းကိုခိုးယူဖျက်ဆီးမိတဲ့အလွန်ကြီးမားတဲ့အကုသိုလ်ကံကြီးထိုက်သွားခဲ့ပါတယ်။အလှကြီး3လပြည့်လို့ပြီးဆုံးသွားတဲ့အခါအဲ့ဒီဆွေမျိုးတစုဟာကံကုန်ပြီးတေဆုံးကြပါတယ်။တန်ဃာတော်တွေရဲ့စွန့်ကိုစော်ကားခိုးစားခဲ့တဲ့အကျိုးဆက်ကြောင့်အားလုံးငရဲတို့ကြားရောက်ပြီးကဘာပေါင်းများစွာကာလရှည်ကြာဆင်းရဲဒုက္ခခံခဲ့ကြရပါတယ်။ငရဲကလွတ်လာတဲ့အခါမှာတော့သူတို့ရဲ့ဝိကျွေးကမကုန်သေးပဲပြိတ္တာဘဝကိုရောက်ရှိသွားပါတယ်။ပြိတ္တာဆိုတာအဝတ်မရှိအစားမရှိအယိုးပေါ်အရေးတင်ပြီးအမြဲတမ်းပူလောင်ငတ်မွနေရတဲ့ဘဝမျိုးပါ။သူတို့ဟာပြိတ္တာဘဝနဲ့တင်ကဘာဆက်ဆက်ခံစားခဲ့ရပြီးဒီကဘာဗနကဘာထဲမှာပွင့်တော်မူခဲ့တဲ့ကကုတန်ဖျားရှင်ကောနာကုံဖျားရှင်ကတ္တပဖျားရှင်စတဲ့ဖျားသုံးစုတိုင်းတိုင်းပွင့်တော်မူသွားတာတောင်ဝိကျွေးမကြေသေးလို့မကျွတ်လွတ်နိုင်ခဲ့ကြပါဘူး။ကတ္တပမြတ်စွာဘုရားရှင်လက်ထက်မှာတော့ဒီပြိတ္တာဆွေမျိုးတစုဟာဒုက္ခဆင်းရဲခြင်းဝေဒနာကိုမခံနိုင်လွန်းလို့ဘုရားရှင်ထံချင်းကပ်ပြီးအရှင်ဘုရားအကျုံးတို့ဘယ်တော့မှအစားအစာစားရမှာလဲဘုရားဘယ်တော့မှဒီဘဝကလွတ်မှာလဲဘုရားလို့ငိုယိုလျှောက်ထားကြပါတယ်။ထိုအခါကတ္တပဘုရားရှင်ကဉာဏ်တော်နဲ့ကြည့်ပြီးဂေါတမမြတ်စွာဘုရားရှင်လက်ထက်ကြရင်သင်တို့ရဲ့အတိတ်ကဆွေမျိုးဟောင်းဖြစ်တဲ့ဗိမ္ပိတာယမင်းကြီးပေါ်လာလိမ့်မယ်။ထိုမင်းကြီးကဘုရားရှင်ကိုအလှူဒန်းပြုလုပ်ပြီးအမျှဝေတဲ့အခါကျရင်တော့သင်တို့စားတော့ရလိမ့်မယ်ဘဝကလွတ်မြောက်လိမ့်မယ်လို့မိန့်ကြားကဗျာဒိတ်ပေးခဲ့ပါတယ်။ပြိတ္တာတွေဟာဘုရားရှင်ရဲ့စကားကိုကြားရတဲ့အခါနောင်ပွင့်မဲ့ဘုရားရှင်လက်ထက်ကိုမျှော်လင့်ချက်အပြည့်နဲ့စောင့်စားနေခဲ့ကြပါတယ်။အချိန်တွေကုန်လွန်ပြီးကျွန်ုပ်တို့ရဲ့ဂေါတမမြတ်စွာဘုရားရှင်ပွင့်တော်မူလာပါတယ်။ရာဇကြိုပြည်ကိုဘုရားရှင်ကြွားရောက်လာတဲ့အခါအတိတ်ကဗန္နာဆိုးဟောင်းဖြစ်ခဲ့ဘူးတဲ့ဗိမ္ပိတာယမင်းကြီးဟာဘုရားရှင်ရဲ့တရားကိုနာရပြီးတောတာပန်တည်သွားပါတယ်။မင်းကြီးဟာအလွန်ဝမ်းမြောက်ကြည်ညိုလွန်းလို့ဗုဒ္ဓဘာသာသာသနာမှာပထမဦးဆုံးသောကျောင်းတော်ကြီးဖြစ်တဲ့ဝေလူဝင်ကျောင်းတိုက်ကိုဆောက်လုပ်ပြီးမြတ်စွာဘုရားရှင်နှင့်တန်ဃာတော်များကိုကြီးကျယ်ခမ်းနားစွာလှူဒန်းပါတယ်။သို့တော်လည်းမင်းကြီးဟာကျောင်းလူရတဲ့ပီတီတွေလွန်ကဲနေပြီးစိတ်လှုပ်ရှားအားရလွန်နေတာကြောင့်တေလွန်သွားတဲ့ဆွေမျိုးဟောင်းပြိတ္တာတွေကိုရည်စူးပြီးအမျှဝေဖို့လုံးဝမေ့သွားခဲ့ပါတယ်။ကျောင်းလူတဲ့နေ့ညမှာပဲအမျှရနိုးမျောလင်းချက်နဲ့စောင့်နေတဲ့ပြိတ္တာဆွေမျိုး84,000ဟာမင်းကြီးအမျှမဝေပဲအိယာဝင်သွားတာကိုသိလိုက်ရတဲ့အခါအလွန်မင်းစိတ်ပြက်အားငယ်သွားကြပါတယ်။သူတို့ဟာအစာမစားရလို့ငတ်ပြက်လွန်းတဲ့ဝေဒနာကြောင့်ကန်ဆိုးမိုးမှောင်ကြပြီးမင်းကြီးတီအောင်နန်းတော်ပတ်ပတ်လည်မှာကိုထင်ပြကြပါတယ်။တကောင်းရန်အချိန်မှာဗိမ္ပိတာယမင်းကြီးရဲ့ကတင်ပေးနန်းတော်နေရန်တွေအပြင်ဘက်မှာအယိုးပေါ်အရေးတင်ပြိတ္တာတွေကိုထင်ပြပြီးတကြောကြောအော်ဟစ်ငိုကြွေးကြပါတယ်။မင်းကြီးဟာတသက်မှာတစ်ခါမျှမကြားဘူးမမြင်ဘူးတဲ့ဘလူးတရေတရံကြောက်မက်ဖွယ်အော်တန်တွေကြောင့်အကြီးအကျယ်ထိတ်လန့်တုန်လှုပ်ပြီးတညလုံးမအိပ်ရဲပဲဖြစ်ခဲ့ရပါတယ်။နောက်တစ်နေ့မနက်အာယုံတက်ချိန်မှာဗိမ္ပိတာယမင်းကြီးဟာကြောက်ကြောက်လန့်လန့်နဲ့မြတ်စွာဘုရားရှင်ထံပြေးပြီးညကကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်တွေကိုရှောက်ထားပါတယ်။မြတ်စွာဘုရားရှင်ကမင်းကြီးမကြောက်ပါနဲ့အဲ့ဒါတခြားသူတွေမဟုတ်ဘူးလွန်ခဲ့တဲ့60နှစ်ကဘာကတန်ခါပစ္စည်းကိုခိုးစားမိလို့ပြိတ္တာဖြစ်နေတဲ့မင်းကြီးရဲ့ဆွေမျိုးဟောင်းတွေပါသူတို့ဟာကတ္တပဘုရားရှင်ရဲ့ဗျာဒိတ်အရာမင်းကြီးလူတန်းပြီးအမျှဝေမှာကိုကဘာအဆက်ဆက်မျှော်လင့်ချက်ကြီးစွာနဲ့စောင့်နေကြတာမင်းကြီးကမနေ့ကအမျှဝေဖို့မေ့သွားတဲ့အတွက်သူတို့ငပြက်ပြီးဝမ်းနေလွန်းလို့အော်ဟစ်ကြတာဖြစ်တယ်လို့ရှင်းပြတော်မူပါတယ်မင်းကြီးဟာဆွေမျိုးတွေကိုတနာစိတ်ဝင်လာပြီးချက်ချင်းပဲဘုရားရှင်နဲ့တန်ဃာတော်တွေကိုနန်းတော်သို့ပင်ကစွန့်ခဲပွဲသင်္ကန်းအဝတ်အထည်တွေကိုထပ်မံလှူဒန်းပါတယ်ပြီးနောက်ဘုရားရှင်လမ်းညွှန်တဲ့အတိုင်းရေဆက်သွန်းချပြီးဤအလှသည်ငါ၏ဆွေမျိုးများအားဖြစ်ပါစေတည်းငါ၏ဆွေမျိုးများသည်ချမ်းသာကြပါစေတည်းလို့စိတ်နှစ်ပြီးအမျှဝေလိုက်ပါတယ်။အဲဒီနောက်မှာတော့အားလုံးပြိတ္တာဘဝကနေကျွတ်လွတ်ကာစီးစိမ်အပြည့်နဲ့နတ်သားနတ်သမီးတွေဘဝကိုကူးပြောင်းသွားကြပါတော့တယ်။ဤအဖြစ်အပျက်ကိုအခြေခံပြီးယနေ့ခေတ်ဗုဒ္ဓဘာသာဝင်တွေဟာမိမိတို့ရဲ့ကွယ်လွန်သူမိဘဆွေမျိုးတွေကိုရည်စူးပြီးရက်လည်စွန့်တွတ်ခြင်းအလှူဒန်းလုပ်၍အမျှပေးဝေခြင်းအစဉ်အလာကိုမပြတ်မကွက်ပြုလုပ်လာကြခြင်းဖြစ်ကြောင်းတင်ဆက်လိုက်ရပါတယ်။နောက်ထပ်စိတ်ဝင်စားဖွယ်တွေကိုတင်ဆက်ပေးအောင်မှာမို့ဗီဒီယိုလေးကို like နဲ့ comment လေးပေးခဲ့ဖို့ဖိတ်ခေါ်ပါရစေ။